Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ sharing လေးပြုလုပ်ပေးမှာကတော့ကျွန်တော်ဘာသုံးပါအကြောင်းကျွန်တော်ပြောလာတာအခုတတိယမြောက်ပါအနေနဲ့ကျွန်တော် insight ပါအကြောင်း insight pattern အကြောင်းကိုကျွန်တော် sharing လေးပြုလုပ်ပေးမှာဖြစ်ပါတယ် insight ပါအကြောင်းပြောခင်ကျွန်တော်ရဲ့ channel ကို like subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် Okay insight ပါ insight ပါကကျွန်တော်ရှေ့ပင်ပါ encapy ပါလို့လိုမျိုးပေါ့ကျွန်တော် reverse တွေကို signal ကိုပေးရတာကျွန်တော်မဟုတ်ဘူးသူက market pause လောက်တာပေါ့ကျွန်တော်ဆုံးဖြတ်ချက်အတိအကျမရှိဘူးဘယ်လိုမျိုးပုံစံမျိုးလဲဆိုသူက indecision ပုံစံဆုံးဖြတ်ချက်မချရတဲ့ပုံစံပေါ့နော်သူတို့ market ကို pause လုပ်လိုက်တာပေါ့သူက plan တစ်ခုမှာကျွန်တော်ဆက်သွားအောင်လားပြန်လှည့်မလားဆိုတော့ဆုံးဖြတ်ချက်မတည်ကြတဲ့ပုံစံဆုံးဖြတ်ချက်မချရတဲ့ပုံစံမျိုးမှာကျွန်တော်ဒီလို insight ပါတယ်အပေါ်လေးရှိတယ်နော် okay ကျွန်တော် insight pattern ဖြစ်ဖို့ဆိုရင်ကျွန်တော် insight ပါဖြစ်ဖို့ဆိုရင်ကျွန်တော်ဘယ်လိုမျိုးပုံစံလဲဆိုတော့ကျွန်တော် insight ပါဖြစ်ဖို့ဆိုရင်ကျွန်တော် candle နဲ့ချောင်းလို့လေပထမ candle ဒုတိယ candle ကျွန်တော်ပထမ candle ကိုကျွန်တော်မာလာပါလို့မာလာ candle လို့ခေါ်တယ်ဒုတိယ candle ကို insight candle အဲ့လို candle နဲ့ချောင်းနဲ့ကျွန်တော်တို့ယူရတဲ့ပုံစံပေါ့နော်ကျွန်တော် insight candle ဖြစ်ဖို့ဆိုရင် candle နဲ့ချောင်းနဲ့ယူရတယ် okay insight candle ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံး candle မာလာပါဖြစ်လာပြီဆိုရင်မာလာပါရဲ့ဒီ rate တွင်ကိုဒီ rate ဒီ rate အတင်ကိုဒါ rate လို့ကျွန်တော်ခေါ်တယ်ပေါ့နော်ဒီ rate အတင်ကို candle တစ်ချောင်းလုံးကနောက်ထပ် candle တစ်ချောင်း insight candle ဆိုပြီးတော့ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီ insight bar ဆိုတာစပြီးတော့ဖြစ်ပြီ insight bar insight candle ကဒီ rate တင်မှာကျွန်တော်တို့တစ်ချောင်းနှစ်ချောင်းသုံးလေးချောင်းကြိုက်ချောင်းအများကြီးကျွန်တော်မှလေးပဲ insight bar အနေနဲ့ candle တွေအများကြီးဖြစ်လို့ရဒါပေမဲ့ကျွန်တော်တို့သိထားရမှာcandle ဒီ candle နှစ်ချောင်းကဒီလို mother bar တွေကိုနောက်ထပ် insight bar တစ်ခုဝင်သွားတာနဲ့ကျွန်တော်တို့ insight candle စပြီးတော့ဖြစ်ပြီ okayကျွန်တော်ဒါဆိုရင်ကျွန်တော်မာလာဘာနဲ့ insight candle က insight candle နဲ့ကျွန်တော် candle နဲ့ကျွန်တော်တိတ်ပြောလိုက်မယ်မာလာ candle နဲ့ insight candle မှာဘယ်လိုပုံစံဖြစ်လို့ရလဲဆိုတော့ကြိုက်တဲ့ပုံစံဖြစ်လို့ရတယ်မာလာ candle ကကျွန်တော်ကြိုက်တဲ့ပုံစံဖြစ်လို့ရတယ် insight candle ဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ပုံစံဖြစ်လို့ရတယ်ဒါဥပမာကျွန်တော်ပြောရရင်ဒီလိုဒိုဂျီလိုမျိုးအချောင်းကြီးပဲပေါ့နော်ကျွန်တော် spike ကြီးပဲဖြစ်နေတဲ့ဒိုဂျီလိုပုံစံတွေလည်းဖြစ်လို့ရတယ်ဒါမှမဟုတ် body တတေးလေးနဲ့spike ရှိ hair မှာဒီလိုshooting star လို့ပုံစံမျိုးလည်းကျွန်တော်ဖြစ်လို့ရတယ်ကြိုက်တယ်လို့ဖြစ်လို့ရတယ်တခုရှိတာကကျွန်တော်တို့အဲ့ဒီ candle ရဲ့ rate အတင်မှာနောက်ထပ် candle တစ်ချောင်းကဝင်နေပြီဆိုတာနဲ့ကျွန်တော်တို့ inside candle inside bar စပြီးဖြစ်ပြီးဆိုတာကိုကျွန်တော်တို့သိထားရင်ရပြီ okay ဒါဆိုရင် inside candle inside bar တွေမှာကျွန်တော်တို့တိုက်ပြီးတော့ပြောကြရတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့အတွက်ပေါ့နော် inside bar ဆိုရင်ကျွန်တော်တို့ဘယ်လို trade မယ်ဆိုရင်ဘယ်လိုတော့ probability ပိုကောင်းလဲဆိုရင်ကျွန်တော် inside bar တွေဆိုရင်ဘယ်လို trade မလဲဆိုတော့ကျွန်တော်ကtrend တွေရဲ့ဒီလိုအဖျားတွေမှာကျွန်တော်ကဒီအဖျားတွေမှာ trade တာထက်ပေါ့နော်ကျွန်တော်ဆိုရင် personal အရာကျွန်တော်ပြောရရင်ဒီလို trend down trend up trend တွေရဲ့ဒီအဖျားတွေမှာ trade တာတက်ဆိုင်ကျွန်တော်တို့က trendy reversal ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ trend တက်လာပြီဆိုရင်ဒီလို trend တွေမှာဆိုကျွန်တော် reversal ယူတယ် reverse ပေါ့နော်ကျွန်တော်တို့ဒီ retracement swing တွေမှာကျွန်တော်တို့ light trade တယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ probability ပိုကောင်းတယ်ဒီလို down trend တွေမှာဆိုလည်းဒီလို swing လေးတွေမှာကျွန်တော်တို့inside bar ပုံစံပေါ်လာပြီဆိုရင်ကျွန်တော် light trade တာက trend follow လိုက်တာကကျွန်တော်တို့ပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော်ပြောပြတာဖြစ်ပါတယ် okay inside candle တွေက inside bar မှာဆိုရင်ကျွန်တော်ပုံစံမျိုးမျိုးရှိဆိုတော့ဘယ်လိုပုံစံတွေကပို့ပြီးတော့ကျွန်တော်တို့ excellent ကျွန်တော် sam ပုံစံအနေနဲ့ဘယ်လိုမျိုးပုံစံတွေကကိုယ့်ရဲ့ sam ပုံစံအနေနဲ့ထားတာတည်တယ်ဆိုရင်ကျွန်တော် sam ပုံစံက okay ကျွန်တော်မာလာဘာတစ်ပါးဖြစ်ပြီမာလာဘာဖြစ်ပြီဆိုရင်သူ့ရဲ့မာလာဘာကို90ရာခိုင်နှုန်းဟောဒီပုံစံဒီမှာဒါမျိုးကျွန်တော်ပြောဒါနဲ့ကျွန်တော်တည်ပြောမယ်ဒါဒီပုံစံအရင်ကောင်းတယ်ဒီမာလာဘာရဲ့ကျွန်တော်မာလာဘာဖြစ်လာပြီဆိုရင်အဲ့ဒီ rate ရဲ့ 50% ပေါ့နော်ဒီ rate နော် candle တစ်ချောင်းလောက် rate ရဲ့ 50% တဲ့ကိုအပေါ်လည်းဖြစ်လို့ရတယ်အောက်မှာလည်းဖြစ်လို့ရတယ်အဲ့ဒီမှာကျွန်တော် candle တတိလေး rate ကလည်းတေးတယ် candle ကလည်းတေးတယ်ဆိုရင် body ကလည်းတေးမယ် rate ကလည်းတေးမယ်ဆိုရင်ကျွန်တော်တို့အပေါ်မှာလည်းဖြစ်လို့ရတယ်နော်အပေါ်မှာလည်းဖြစ်လို့ရတယ်အောက်မှာလည်းဖြစ်လို့ရတယ်ကျွန်တော်တို့အဲ့လို candle မျိုး inside candle မျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒါက excellent ဒီပါနော်ဒါ excellent ကျွန်တော်တို့ excellent ဒါကကျွန်တော် sam ပုံစံမှာအရင်ကောင်းတယ်ဒါ good ဒါ insight ပါပေါ့နော်ဒါမျိုးကျွန်တော်တို့ sam ပုံစံအနေနဲ့ကျွန်တော်တို့ထားပြီး trade လုပ်နေကျွန်တော် probability ပိုကောင်းတာအဲ့လိုပုံစံပေါ့ဒါကျွန်တော် sharing အနေနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ် okay ကျွန်တော်တို့နောက်တစ်ပုံကျွန်တော်တို့ကြည့်အောင် okay ကျွန်တော်တို့နောက်တစ်ပုံကကျွန်တော်တို့ဒီပုံကျွန်တော်ပြောမယ် insight ပါ at the bottom ဆိုတာ okay ကျွန်တော်ခဏကကျွန်တော်ပြောလို့ပဲကျွန်တော် trend follow တာပို့ပြီးတော့ကျွန်တော်တို့ safe ဖြစ်တယ်ကျွန်တော်တို့ပို့ပြီး probability ပိုကောင်းတယ်ပေါ့ probability ပိုကောင်းတယ်ကျွန်တော် trend follow တာပို့ပြီးတော့ကျွန်တော် safe ဖြစ်တယ် okay ကျွန်တော်ဒီမှာ trend တော့ရှိရမှာပေါ့နော် trend တစ် trend ရှိမှာဒါက retracement swing ပဲဆိုပါစို့အဲ့လိုမျိုးကျွန်တော်တို့မာတာဘာဖြစ်မယ်ပြီးရင် inside candle တစ်ချောင်းနှစ်ချောင်းသူကနှစ်ချောင်းလောက်ဝင်ရနော်ဒါ inside bar ကကျွန်တော်စဖြစ်ဖို့ဆိုရင်ဒီနှစ်ချောင်းနဲ့ကျွန်တော်တို့လုံလောက်တယ်ဒါဆိုရင်ကျွန်တော်တို့ခဏကပြောလို့ပဲ excellent
ဒီကောင် insight ပါဒီကောင်က marder ပါ okay marder ပါစဖြစ်ပြီးဆိုရင်လည်းကျွန်တော် rate ဒီလို rate တွေကိုကျွန်တော်တို့ကန်တယ်ကဒီမှာတစ်ချောင်းနှစ်ချောင်းဒါနှစ်ချောင်းဝင်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒါကိစ္စမရှိဘူးကျွန်တော်တို့ဒီတစ်ချောင်းနဲ့တင်ကျွန်တော် insight ပါဖြစ်ပြီးရင်ကျွန်တော်တို့ခဏကျွန်တော်ပြောလို့ excel နဲ့တို့လားကျွန်တော်90%ပိုင်းလာဒီအောင်မှာတို့လားကန်တယ်ကလည်းတည်တယ်ကန်တယ်ကလည်းတည်တယ် rate ကလည်းတည်တယ်အဲ့လိုပုံစံကကျွန်တော်တို့အတွက် excel နဲ့ပေါ့နော်ဒါအရင်ကောင်းတယ်ပေါ့ဒါအရင်ကောင်းတယ်insight ပါပေါ့standard အနေနဲ့ကျွန်တော်စံပုံစံအနေနဲ့ထားတဲ့ insight ပါအဲ့လို insight ပါပေါ်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့ entry ဘယ်လိုမျိုး stop loss ထားရလဲဆိုရင်ကျွန်တော်တို့ပုံစံတူတူပဲကျွန်တော်တို့marder bar ကိုတည်ပြီးတော့ကျွန်တော်တို့ယူတယ် marder bar တည်ပြီးတော့ marder bar ရဲ့အပေါ်ကျွန်တော်တို့ခက်ခက်ခွာမှာကျွန်တော်တို့ entry ယူတယ်marder bar ရဲ့အောက်ခက်ခက်ခွာဆိုရင်ကျွန်တော်တို့ stop loss ပေးပြီးတော့ကျွန်တော်အဲ့လိုမျိုးဝင်တာပေါ့နော်အဲ့လိုမျိုးကျွန်တော်ဝင်လေးရှိတယ် okay နောက်တစ်ပုံကျွန်တော်တို့ကြည့်အောင်okay ဒါနောက်တစ်ပုံမှာတော့ကျွန်တော်တို့ခဏပြောလို့ပဲဒါကတော့ကျွန်တော်တို့ down trend ရှိအောင်ပေါ့နော် down trend မှာကျွန်တော်တို့အသက် swing လေးပေါ့ဒါ retracement ပေါ့ retracement swing လေးတခုတက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီလို insight bar ဖြစ်လာတယ်ပေါ့နော် insight bar ဒါကတော့ကျွန်တော်တို့insight bar တဲ့ rate တွေကိုကျွန်တော် candle တစ်ချောင်းဝင်လိုက်တဲ့အခါ1 hour စဖြစ်ပြီးတာနဲ့ဒီမှာ insight bar ဒီရဲ့ rate ထဲမှာသူက insight bar စဖြစ်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော် entry ဘယ်လိုယူလဲဆိုတော့ entry ဒီအောက်မှာတူတူပဲကျွန်တော်တို့marder bar ရဲ့အောက်ဒီမှာ entry ဝင်ပြီးတော့ marder bar ရဲ့အပေါ်ခက်ခက်ခွာလေးမှာကျွန်တော် stop loss ပေးပြီးတော့ကျွန်တော်တို့ဒီလိုဝင်ရတာပေါ့နော်ဝင်လေးရှိပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဝင်တယ်ဒီလိုပုံစံရှိတယ်insight bar ကတော့ကျွန်တော်တို့trade to ပြောစရာတော့အများကြီးတော့မရှိဘူးကျွန်တော်အခုဆိုရင်ကျွန်တော် excellent ပုံစံတွေရောကျွန်တော် insight bar ဘယ်လိုအလုပ်လုပ်တဲ့ပုံစံတွေရောဘယ်လိုမျိုးကျွန်တော် trade ရင်ပိုပြီး safe ဖြစ်တယ်ဆိုတာprobability ကိုကောင်းတယ်ဆိုတာပါကျွန်တော်ထည့်ပြီးပြောသွားတာဖြစ်တယ်ကန်တယ်တိယုံနဲ့ကျွန်တော်တို့ light trade လို့မရဘူးဆိုတာပေါ့ကျွန်တော်ပြောနေကြအတိုင်းပဲကန်တယ်တိယုံနဲ့ကန်တယ်တွေက everywhere ကျွန်တော်တို့နေရာတိုင်းမှာကန်တယ်တွေက insight bar ရှိပင်ပါရှိမယ် anchor B ပါနေရာစုံမှာဖြစ်နေတာဒါပေမဲ့အဲ့လိုကန်တယ်တွေကိုကျွန်တော် light trade လို့မရဘူးကန်တယ်ကြီးပဲ trade လို့မရဘူးအဲ့လိုသဘောမျိုးကျွန်တော်ပြောချင်တာကန်တယ်ကြီးပဲ trade လို့မရဘူးကျွန်တော်ကန်တယ်နဲ့ကျွန်တော်တို့အဲ့ဒီကန်တယ်ကဘယ်နေရာမှာပေါ်လဲဆိုတာအရေးကြီးကျွန်တော်နေရာတွေကအဓိကမကြဘူးကျွန်တော်နေရာတွေက horizontal support and resistance ဖြစ်နေ trend line လေးဖြစ်လို့ရတယ်ကျွန်တော်တို့ EMA လေးဖြစ်လို့ရတယ်ကျွန်တော် Fibonacci လေးဖြစ်လို့ရတယ်ကြိုက်တဲ့ပုံစံမှာကြိုက်တဲ့ indicator ကြိုက်တဲ့ price action နေရာတွေမှာဖြစ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကန်တယ်တွေကအဲ့ဒီနေရာတွေလိုအပ်တယ်အဲ့ဒီနေရာတွေမှာရှိနေမှာဒီကန်တွေကကျွန်တော်တို့ပို့ပြီးတော့ powerful ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ပြောပြချင်တာကန်တယ်တိယုံနဲ့ကျွန်တော်တို့ trade လုပ်လို့မရဘူးဆိုတဲ့သဘောမရဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာဖြစ်ပါတယ်Okay ကျွန်တော်ရဲ့ဗီဒီယိုကလူရင်းတို့ရှင်နဲ့ထိထိရောက်မှုရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်ထပ်knowledge လေးတွေကိုလည်းကြိုးစားပြီးတော့ကျွန်တော်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် channel ကို like subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် Okay အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ Okay